မြန်မာအများစုကနှလုံးသားကြီးပြီးအုံနောက်မပါလာဘူးဆိုတာတကယ်ပဲလားမနေ့ကလိုင်တာယာမှာဖြစ်ခဲ့တဲ့ခိုးမှုနဲ့ပတ်သက်ပြီးတော့တောပိမျိုးစုံနဲ့လူများစုဟာသူတို့ရဲ့ထင်မြင်ချက်တွေယူဆချက်တွေနဲ့သူတို့ရဲ့တွေးခေါ်မှုတွေကိုအများကြီးဖော်ပြခဲ့ပြောဆိုခဲ့ကြပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မနေ့ကစိုက်တဆိုင်မှာကလေးနဲ့အဖွားအားဆိုရင်ဆိုင်ရဲ့ပစ္စည်းကိုခိုးခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုင်ရှင်အမကြီးကမကျင်တဲ့အတွက်သူကိုယ်တိုင်ရိုက်နှက်အပြစ်ပေးပြီးတော့တက်တိုင်မှာကျွတ်တုတ်ကနေပူလှမ်းခဲ့တယ်ဒီလောက်ရတဲ့ကြောင့်မို့လူအများစုဟာတွေးပူခဲ့ကြတယ်စိတ်ဆိုးခဲ့ကြတယ်ဒီဆိုင်ရှင်ကိုပေါ့နော်သူတကယ်လို့မျက်နှာပြစ်ဒဏ်ပေးခြင်းနဲ့ဆိုရင်ရဲတိုင်လိုက်လို့ရပါရဲ့နဲ့သူကိုယ်တိုင်ဒီလိုမျိုးလောက်ရလားသူကိုယ်တိုင်ဒီလိုချိန်ချောက်စကားတွေနဲ့ပြောရလားဆိုတဲ့ပုံမှာတနာညာတာမှုတွေနဲ့အတူပြောဆိုခဲ့ကြတာတွေရှိတယ်နောက်မှာတော့ဒီအဖွားကောင်မတွားရောက်လှူဒန်းကြတာတွေလည်းအများကြီးရှိလာတယ်ပေါ့နော်ဒီအပေါ်မှာတော့တခိုးဟာဒီလိုမျိုးလောက်ခံလိုက်ရရုံနဲ့ပြစ်မှုကမရှိတော့ပဲရော့သွားသလားသူကဘာပြစ်မှုမှမရှိတော့ဘူးလားဆိုင်ရှင်ကသူ့အလွန်ကနေပြီးတော့ကိုအမဖြစ်လာတာဆိုင်ရှင်ရဲ့အမဆိုပေမဲ့လည်းတခိုးမှာလုံးဝကိုအပြစ်မရှိတော့ဘူးလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုလူပြောများနေပါတယ်ကဲဒီဗီဒီယိုကိုနားထောင်သူတွေလည်းဘယ်လိုမျိုးထင်ကြပါသလဲ